ပြီးခဲ့တဲ့တနင်္ဂလာနေ့က Old Trafford မှာ Leeds United ကို2-1နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး Manchester United ပရိသတ်တွေကြားထဲမှာကွင်းလဲလူ Manuel Ugarte ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီးအမြင်အမျိုးမျိုးကွဲပြားနေကြပါတယ်။ပွဲအစောပိုင်းမှာတင် Leeds United အတွက် Okafor ကအဖွင့်ဂိုးသွင်းယူခဲ့သလိုပထမပိုင်းမှာတင်ဒုတိယဂိုးထပ်မံပေးလိုက်ရတာကြောင့် United တို့အခြေအနေတော်တော်လေးဆိုးရွားခဲ့တာပါ။ဒုတိယပိုင်းမှာလည်းနောက်ခံလူ Lisandro Martinez အနီးကပ်နဲ့ထုတ်ပယ်ခံခဲ့ရတာကြောင့်10ရောက်အင်အားနဲ့ကစားခဲ့ရပြီးပွဲပြီးကနီးမှာ Casemiro ကခြေဘက်ဂိုးတကိုပြန်တွင်းနိုင်ခဲ့ပေမဲ့ရှုံးနိမ့်မှုကိုတော့မတားဆီးနိုင်ခဲ့ပါဘူး။ United ပရိသတ်တွေရဲ့ talking point ဆွေးနွေးမှုတွေထဲက Ugarte နဲ့ပတ်သက်တဲ့မှတ်ချက်အချို့ကတော့စိတ်ဝင်စားဖို့ကောင်းပါတယ်။ Ugarte ကတော့အပြစ်တင်ခံရဖို့တသက်ဖြစ်နေပြီ။သူဘောလုံးမထိရင်ကတည်းကလှောင်ပြောင်ခံနေရတာ။တကယ်တော့ပထမဂိုးပေးလိုက်ရတဲ့နေရာမှာ Casemiro မှာလည်းအမှားရှိပါတယ်။နီးစနစ်ပိုင်းအားနည်းချက်သူဟာကွင်းလယ်မှာဖိအားပေးခံရတဲ့အခါတီတီငင်ငင်မကစားနိုင်ဘူး။ကိုဘီမိတ်နိုးသာရှိရင် Casemiro နဲ့အတူဖိအားတွေကိုယုံထွက်နိုင်မှာပါ။ Ugarte ကတော့ဘေးတိုက်ပေးယုံပဲတီးပြီးတိုက်စစ်အတွက်ထိုးဖောက်မှုလုံးဝမရှိသလိုအလုလဲတိတ်မဖြစ်ပါဘူး။ဒုတိယပိုင်းတိုးတက်မှုပထမပိုင်းမှာတာနာကာတို့ရဲ့ဖိအားပေးမှုကိုတော်တော်လေးခံလိုက်ရခဲ့မယ်။ဒုတိယပိုင်း45မိနစ်မှာတော့ Ugarte အနည်းငယ်ပိုကောင်းလာပါတယ်။ Ugarte ဟာတကယ်ပဲခြေစွမ်းညက်နေတာလားဒါမှမဟုတ်အသင်းရဲ့အခြားအားနည်းချက်တွေအတွက်ဒေါင်းစာကန်အဖြစ်အပြစ်တင်ခံနေရတာလားဆိုတာကတော့ငင်းခုန်စရာဖြစ်နေပါတယ်။ Man U အသင်းဟာ10လောက်တည်းကစားရတဲ့ဒုတိယပိုင်းမှာကစားပုံပိုကောင်းသလိုတောင်ရှိခဲ့ပါတယ်။ Fernandes ရဲ့ဖြတ်တင်ဘောတွေကောင်းပေမဲ့တိုက်စစ်လို့တွေအသုံးမချနေတာလည်းတော်တော်ဆိုးပါတယ်။ဒီရှုံးနိုင်မှုဟာယာယီနီးပြ Michael Carrick အထွတ် Old Trafford မှာပထမဆုံးအကြိမ်ကြုံတွေ့ရတဲ့အိမ်ကွင်းရှုံးပွဲဖြစ်ပါတယ်။လက်အုပ်မှာ United ဟာ Aston Villa နဲ့ရမှတူနေပြီးလာမည့်စနေနေ့မှာတော့ Champions League ဝင်ခွင့်၄သင်းစာများအတွက် Chelsea နဲ့အရေးကြီးတဲ့အဝေးကွင်းပွဲစဉ်ကိုရင်ဆိုင်ရမှာဖြစ်ပါတယ်